င်္ဂလာပါကျွန်တော်အခုကတော့ငါးမြောက်တော့မှာဖြစ်ပါတယ်အခုကျွန်တော်အိမ်နောက်မှာရှိတဲ့ဒီအာလာခါဝမြစ်ပေါ့နော်ဒီမြစ်မှာကျွန်တော် Seabus များဖို့သွားနေတာဖြစ်ပါတယ်အစားတော့သွားဖို့စီစဉ်မရှိပေမဲ့ဒီနေ့ကတော့ကျွန်တော်ရတဲ့လူတွေကောင်းတာနဲ့ငါးမြောက်သွားဖို့တဖြစ်လာတာပေါ့နော်အခုတော့ကျွန်တော်အိမ်ကနေလမ်းထောက်သွားနေတာဖြစ်ပါတယ်ဒီကဒီမြစ်မှာရှိတာဆို Seabus တွေပေါ့နော်ကျွန်တော် Seabus ကိုတောင်းရမှာဖြစ်ပါတယ်အကုန်လိုက်ကြည့်ပေးကြပါမယ်ခုစံကျွန်တော်ရောက်တော့မှာဖြစ်ပါတယ်ဗျဒီဟိုဘက်ခြမ်းမှာရှိတဲ့ချောင်းတောင်းမှာပေါ့နော်ဒီချောင်းကဒီ Seabus တွေရှိတယ်လို့ကျွန်တော်ရှာကြည့်ရချိန်မှာတွေ့ရတယ်ဆိုတော့ဒီဘက်ကိုကျွန်တော်လာခဲ့တော့ပေါ့နော်ဒီတက်ခုတ်တွေတော့ဟိုဘက်မှာတောင်းရောက်မယ် Seabus ကမမိရဘူးဗျကျွန်တော် casting only ဆိုတော့ဒါပေမဲ့တခြားငချင်းတွေပါတော့ရှိတယ်တော်ကြီးတဲ့ငချင်းတွေဒီမှာရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ casting ပြင်မှာဆိုတော့အခု Seabus ရဲ့နေရာအဓိကရှာပြီးလာတာဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်ရောက်ပါတော့မယ်ရောက်ပါပြီဗျာအခုကျွန်တော်ဒီစစ်စင်လို့ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အခု3မယောက်ကဒီဆော့ပေလေးနဲ့မျှမှာဖြစ်ပါတယ်ဒီဆော့ပေပါဒီကောင်က grand က15 gram ပေါ့နော်15 gram ဆော့ပေနဲ့ကျွန်တော်မျှမှာဖြစ်ပါတယ်ဆိုတော့အောက်မှာကျွန်တော်တို့ triple hot ပါတယ်ဒီအပေါ်မှာကျတော့ကျွန်တော် cran ပုံစံနဲ့သူကရေကိုရှက်ပြေးတဲ့ပုံစံလုပ်ထားတာဖြစ်ပါတယ်ဒီကောင်လေးနဲ့ဆော့မှာပါကဲဒီဆုံးအတွက်ကိုဆင်မယ်အတွက်ကအရန်တင်းနေကြမလို့ဗျပုံမှန်လေးဆိုရပြီပေါ့နော်အရန်ညွန့်နေလေငါးရိုက်တဲ့ခါကျရင်ကျွန်တော်တို့ချိတ်ကမဆူးဘူးဗျโอเคအဲ့လိုဆိုရပြီတော့ဒီမှာကျတော့နည်းနည်းဒီအောက်မှာငုတ်တွေရှိရထင်နေဗျငုတ်တွေနည်းနည်းကျူးဆိုင်ရမယ်ကျွန်တော်တို့ညီအောက်ညီပေါ့နော်ရေကတော့အရန်တိမ်လားနဲ့လားဆိုတော့ပုံမှန်လေးမရှိမှတည်းအရန်တော့မနဲ့တော့ဘူးဗျဒီကျွန်တော်ခုဆောင်းနေတဲ့ဒီအတန်ရဲ့ power တော့ medium life 10 ပေ power ဖြစ်ပါတယ် medium life power travel ပေါ့နော်ဒီကောင်10 ပေစတေးရတော့ Abugracia 2005 cycle B1 liter ပေါင်20နဲ့ကျွန်တော်ဆောင်းနေရပြပါတယ်ဒီကောင်လေးကတော့နည်းနည်းမှောင်နေချိန်မှာကြိုက်တာပို့ပြီးတော့ခွေလမ်းများတယ်ဗျဆိုတော့ကျွန်တော်အခု4နာရီထိုးတော့မှာပေါ့နော်ဒီနာ6ဖွဲ9နာရီလောက်မှမှောင်မှာဆိုတော့ကျွန်တော်အဲ့ချိန်လောက်ဒီလုံးကစူးစမ်းပြီးကျွန်တော်ဆွတ်ကြည့်မှာဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်ပြင်နေတာတနားကြော်ပြီပေါ့နော်ဒါပေမဲ့တစ်ချက်မှငါမကြိုက်ဘူးဆိုတော့ကျွန်တော်လူအပြောင်းပြီးခုပြင်နေတာဖြစ်ပါတယ်ကျွန်တော်ဒီ Telegram ဒီကောင်လေးကိုပြောင်းထားတယ်ဖြစ်ပါတယ်နော်ဒီကောင်တိုင်ဝါထုတ်ထားတဲ့10 gram လူကလေးဖြစ်ပါတယ်ကျွန်တော်ဆောင်းနေတာဖြစ်ပါတယ်ကဲညနေဆောင်လည်းရောက်ပြီဆိုတော့ပေါင်လိုင်းတော့ကြိုက်မယ်လို့ထင်ပါတယ်ဗျခုနကကျွန်တော်တောင်းညှိပြီးတော့ပြတ်သွားတယ်ပေါ့နော်ဆိုတော့လီတာပြန်ကျင့်မှာဖြစ်ပါတယ်လီတာကကျွန်တော် FG ညောင်းကြည့်တာဖြစ်ပါတယ်ကျွန်တော်ကိုလီတာဆက်လို့ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီ server တက်ပါမယ်ဆိုဆွဲကြည့်ပါမယ်အခုသုံးမဲ့လူကဒီတိုင်ဝါကလပ်ပိတ်တွေနဲ့သုံးမှာဖြစ်ပါတယ်ဒီကောင် Seabus Hunter လို့ရေးတာလေ Seabus Hunter Z ပေါ့နော်ဒီကောင်လေးနဲ့ဆော်မယ်တစ်ချက်ဆင်မယ်ဒီ travel တွေမှာကဒီအစစ်တွေပြုတ်ထွက်တဲ့ငါးထိတဲ့ခါကျရင်ဒီအစစ်တွေကခြောင်နေတဲ့ခါကျကျွန်တော်ရိုက်ချိုးမိသလိုဖြစ်တတ်တော့ဗောနော်ဆိုတော့ဒီကောင်နဲ့ကျူဆိုင်ရအောင်မယ်တော့ဆင်မယ်โอเค
အခုဆိုရင်တော့6နိုင်ထိုးပါပြီ6နိုင်ထိုးဆိုတော့နေရလည်းဝင်သွားပါပြီမမှောင်သေးဘူးပေါ့နော်မှောင်စားပြိုးလေးမှာဒီကောင်လေးကိုက်နိုင်ခြင်းရှိရတဲ့အတွက်ကြောင့်ကျွန်တော်အခုဆက်ပြီးစူးစမ်းပြီးမျှနေရဖြစ်ပါတယ်ကဲဒီကောင်ထိရလွတ်သွားပါတယ်ဗျာကျွန်တော်ကင်မရာဖွင့်ဖို့လုပ်တဲ့အချိန်မှာတိတ်ကမပေါက်ဝင်နဲ့လွတ်သွားတာပါဗျာဆွဲပါမယ်ကဲဒီကောင်ထိနေပါလေဗျာဒါကျွန်တော်ကင်မရာပိတ်ထားတဲ့အချိန်မှာလာထိတဲ့ကောင်ပေါ့နော် Yes စီးပါဖြစ်ပါတယ်ဒီကောင်လေးကညအချိန်မှာကြိုက်တာပေါ့နော်တိတိကျကျကြိုက်ပါတော့ကြိုက်တာပါပထမတစ်ချက်လွတ်သွားတယ်ဗျာကျွန်တော်ကင်မရာဖွင့်တဲ့အချိန်မှာလွတ်သွားလိုက်ဖြစ်ပါတယ်အခုဒုတိယချက်မှာဝင်ကြိုက်တာဖြစ်ပါတယ်အကောင်ဆိုင်ကတော်တော်ကိုသေးပါတယ်ဗျာကျွန်တော်ထင်တဲ့ site လုံးဝမဟုတ်ပါဘူးဒီကောင်ဘယ်လောက်ရှိလဲကျွန်တော်တစ်ချက်တိုင်းကြည့်ပါမယ် Yes ဒီနေ့ကျွန်တော် target ဖြစ်တဲ့ C-bus ကိုထိတာပေါ့နော်ကျွန်တော်ဒီမှာ C-bus slide များနေရတော့တော်တော်ကြာပြီဒါပေမဲ့တွေ့ဖို့ဗျာအခုဒီနေ့တော့ကျွန်တော်နည်းနည်းမှောင်အောင်ဆောက်ပြီးတော့များတဲ့ချိန်ကျတော့ကြိုက်တာဖြစ်ပါတယ်ရူဟာအကြီးတွေတုံးတဲ့ချိန်ကျတော့မကြိုက်ဘူးဒါပေမဲ့ကျွန်တော်ရူဟာ diagonal လေးနဲ့ပြည့်တဲ့ချိန်ကျတော့တစ်ချက်ဝင်ကြိုက်တယ်မကြိုက်တဲ့ချိန်မှာထိရတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကင်မရာဖွင့်မယ်ဆိုပြီးလက်ကိုလှော့လိုက်တော့အဲ့မှာဒီအတန်ကန်တဲ့လက်ကယော့သွားတဲ့အတွက်ကြောင့်ကျိုးသူကခါဖြုတ်ပါတယ်ဗျာဆိုမှတော့လွတ်သွားတယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဒုတိယတစ်ချက်ဂျားနာမှာ4-5-6ချက်လောက်ပြစ်လိုက်ရတယ်ဗျအဲ့မှာထိတာဖြစ်ပါတယ်ဆိုက်ကတော့တိတ်မကြည့်ပါဘူးဆိုက်သေးပါတယ် Yes ဒီကောင်တော်သေးပါတယ်ဆိုက်ကဆိုက်ကတော့29လောက်ရှိပါတော့ရှိပါတယ်29 cm လောက်ရှိပါတယ်ကဲအခုကတော့ကျွန်တော်ပစ္စည်းသိမ်းပြီးတော့ပြန်တော့မှာဖြစ်ပါတယ်မောင်းကြရရအောင်မောင်းမဲနေပါပြီဗျာ Yes ဒီနေ့ကတော့လိုချင်တဲ့ target face ကိုရခဲ့တယ်ပေါ့နော်ကျွန်တော်ထင်သားသလိုပဲသူကမှောင်တဲ့အချိန်မှာသူကကြိုက်တာဗျပုံမှန်ပြည့်ဒီမှောင်ကျွန်တော်မနေ့3နိုင်ကြတဲ့တောက်လျှောက်ပြည့်ပြီမဲ့အချက်မှမကြိုက်ပါဘူးဒါပေမဲ့ဒီမှောင်တဲ့အချိန်မှာကျတော့ပထမတစ်ချက်ကြိုက်တယ်မမိလိုက်ဘူးဒါပေမဲ့ဒုတိယတစ်ချက်ထပ်ကြိုက်တဲ့အချိန်မှာမိသွားတာဖြစ်ပါတယ်ဆိုတော့အကောင်ကတော့ဒီဘက် channel မှာအကောင်အရင်ကြီးတဲ့ကောင်တွေကတော့မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့အင်္ဂလာတွေအရင်များပါတယ်ဒီဘက် channel မှာလေကဲဒီနေ့တော့ကျွန်တော်လိုချင်တဲ့ target face ကိုရပြီဆိုတော့ကျွန်တော်အခုပြန်နေရဖြစ်ပါတယ်ကြည့်ပြီးတယောက်ချင်းချင်းအောင်အများကြီးကျေးဇူးတင်ပါတယ်